ကဲအားလုံးပဲပါကျွန်တော်အမိုက်ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ကဲဒီနေ့ကျွန်တော်ချက်ပြောပြပေးနေတာဒါလေးကဒုက္ခဒီကထုတ်တဲ့စက္ကမလာပေါ့နော်မော်တွေက2020လာမြင်ဟိုကြောင့်23လာမြင်24ပေါ့နော်အဲ့နှစ်ပင်ကိုရှင်းကြည့်တဲ့အခါကျရင်ဘာတွေအဓိကပြောင်းလဲသွားမလဲဆိုတော့ချက်ကြည့်လိုက်အောင်တိတဲ့အတိုင်းပေါ့နော်ဒုက္ခဒီကစက္ကမလာကိုထုတ်တဲ့အခါကျရင်သူကဒီအင်ဂျင်ပေါ်မူ TV ဒီဇိုင်းအနေငယ်ပြောင်းပြီးတော့ကျွန်တော်ဒီပေါ့နော် crate ခွဲပြီးတော့အကာဆမာကိုချွတ်ခိုင်းတာပေါ့နော်စက္ကမလာဆိုပြီးတော့စက္ကမလာ icon ပြောချင်တာဗျာဒီ engine ဒီ body အစိမ်း body ကိုမူတည်ပြီးတော့သူကပို့ပြောင်းတီပြောင်းလုပ်ပြီးတော့4-5ပုံစံလောက်ထုတ်ရောင်းနေပေါ့နော်ဒါပေမဲ့ထားပါတော့ဒါလက်ရှိကကျွန်တော်ပြကျင်တဲ့ဒီ body တခုကဘယ်စက္ကမလာဖြစ်ဒီ engine ဘိုင်းတော့ထွေလူသိပ်ပြောင်းလဲကြတော့မရှိဘူးပေါ့နော် frame ဘိုင်းတော့ထွေလူပြောင်းလဲမရှိဒါပေမဲ့ဒီ2နဲ့23နဲ့မှာကအဓိကပြောင်းလဲသွားတာ electronic system ရေပေါ့နော်ဒီဒီမှာတော့ကောင်းသွင်းဒီအိုရာမီတာပုံမှန်အလုံးပေါ့နော် second generation အလုံးပုံနဲ့ဖြစ်တဲ့ဒီကောင်ကြတော့ကျွန်တော်တို့ဒီ display ပြောင်းသွားပြီပေါ့နော်တီးတာကျွန်တော်တွေ့ရတာပေါ့နော်ဒီ engine ဘိုင်းတဲ့ engine ဘိုင်းတော့ကျွန်တော်ဒီ cloud phone ဘာညာတာကတော့သူချင်းချက်ပေါ့နော်အနေငယ်ချင်းချက်ပြောင်းပြီးတာလေအဓိကပြောင်းတော့ electronic system မှာတော်တော်လေးပြောင်းပြီးတာတယ်ပေါ့နော်နေပညာပိုင်းအစင်းမြင့်တင်ထားတာပေါ့နော်ဘာဖြစ်ပါစကမလာလေးရတကယ်စီးကောင်းပါတယ်ဒီဟာဒီကိုတော့မြများကအဓိကပေါ့နော်စားပဲဆိုတာလည်းပုံမှန်လုံရင်ဘိန်းတတိယရရှိခံပါတယ်ဒါကောင်လေးဆိုပြောစရာမလိုဘူးပေါ့နော်ရရှိခံဒါပေမဲ့စကမလာကထွေထူးအားနေချက်ဆိုလို့တိတ်ပြီးတော့မရှိဘူးကလပ်ပြားချော်မစီးတိုင်းတော့ကလပ်ပြားခဏချော်တယ်ပေါ့နော်အဲ့ဒီခုတော့ရှိတယ်အဲ့ဒါတော့ဒါဒီစကမလာမဟုတ်ဘူးပေါ့နော်ပြတိုင်းလို့ပါတယ်ကဲချက်လေးချက်နှုတ်ပြပေးမယ်ဒါက2022ဖြစ်ပါတယ်ဒီကောင်လေးအနေထားလေးကလူလေးပေါ့နော်ကျန်တော့ထွေလူတိတ်မပြောင်းပါဒီခေါင်းရဲ့အနေထားလေးကိုနော်ပို့ပြပေးမယ်အဲ့မဲ့အေးတော့မတူရဖြစ်တော့အတန်တော့နည်းနည်းလေးတော့နားထောင်တော့ကောင်းတော့ဒါပေမဲ့တော့လည်းဒီတော့မိုက်ပါတယ်ဒီကောင်ဆိုအဲ့လိုလေးပါနော်မော်တာမှု့သွားရဲ့အတန်တွေကတော့စက်မော်တာမှု့သွားရဲ့အတန်တွေကတော့ကွာတယ်ဗျဒီကောင်လေးဒီကောင်လေးရဲ့နည်းနည်းလေး noise ကခံစားရတာပုံမိုက်တယ်ဗျနော်အဲ့ဘိုင်းလေးတော့ကွာတယ်အေးမော်ဒယ်မြင့်လာလေရောက်သူနေပညာလည်းဒီအရင်ပိုင်းဒီလိုအပ်တာကြီးရှိကောင်းလဲသူအတွင်းပိုင်းတွေဖတ်မြင့်ရင်လည်းမြင့်မှာပေါ့နော်အဲဒါဆိုကြီးမှကြောင်းကျတော့မရှိပေါ့နော်နည်းနည်းလေးပူဒါတော့ monitor ဖြစ်တဲ့အတွက်ဒီ RPM များပြီးတော့နည်းနည်းလေးစလုံးများနေတယ်ပေါ့နော်ဘလို့မကြဘူးကြားတဲ့ခါကျရင်တော့ဒီမိုက်ရဲ့ပုံနဲ့ရှိပါတယ်ဒီသားလေးတော့ဒီစားဘက်ကရိုက်ကြည့်ရပါတော့တော်လေးမိုက်ပါတယ်ကျွန်တော်တော့ကြိုက်တယ်ဒီကိုတွေကိုကျွန်တော်တော့ကြိုက်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်